ဒီမေကွန်းကိုပြပြရမယ်ဆိုရင် Rensselaer University မှာ semester တစ်ခုစာကျောင်းလခအနေနဲ့ဆိုရင်တော့ဘက်9000ကနေဘက်9000ကြားကြားသိမှာမျိုးဖြစ်ပါတယ်။ကိုယူရဲမီတာပေါ်လိုက်ပြီးတော့ကျောင်းလခအနေငယ်ကွဲလဲတာမျိုးတော့ဖြစ်နိုင်ပါတယ်။ Rensselaer University မှာ International Program အနေနဲ့ program set 3ခုအထိရှိပြီးတော့ဒီထဲကနေမှဥပမာအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင် ICT major ကိုဆိုလို့ရှိရင်တော့ program တစ်ခုလုံးစာကျောင်းလခကဘက်9သိန်း2000ဝန်းကျင်ကြားသိတာမျိုးဖြစ်ပြီးတော့ semester တစ်ခုစာအနေနဲ့ဆိုရင်တော့ဘက်8000ကနေဘက်9000ကြားကြားသိမှာမျိုးဖြစ်ပါတယ်။နောက်မီတာတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ Biomedical Science ကို Bachelor Program တစ်ခုလုံးစာကျောင်းလခအနေနဲ့ပတ်9သိန်းဝန်းကျင်ကြားသိမှာမျိုးဖြစ်ပြီးတော့ Semester တစ်ခုစာကျောင်းလခအနေနဲ့ဆိုလို့ရှိရင်တော့ပတ်9000ကျော်ကြားသိမှာမျိုးဖြစ်ပါတယ်။နောက် Civil Engineering Major ဆိုလို့ရှိရင်တော့ Bachelor Program တစ်ခုလုံးစာကျောင်းလခကဘက်6သိန်းဝန်းကျင်ကြားသိမှာမျိုးဖြစ်ပြီးတော့ Semester တစ်ခုစာအနေနဲ့ဆိုရင်တော့ဘက်8000နဲ့ဘက်9000ကြားသိမှာမျိုးဖြစ်ပါတယ်။ Rensselaer University ရဲ့အနည်းဆုံး intake ဖြစ်တဲ့ August intake ကိုလျှောက်ထားလို့ရပြီးတော့ application deadline အနေနဲ့ဆိုလို့ရှိရင်တော့ July 4 ရက်နေ့ကတော့ application deadline ဖြစ်ပါတယ်။ကျောင်းလျှောက်ဖို့နဲ့ထိုင်းကျောင်းနေနဲ့ပတ်သက်ပြီးအသေးစိတ်စုံစမ်းမေးမြန်းလို့ရဆိုရင်တော့ Elevate Education ရဲ့ရုံးဖုန်းဆက်သွယ်မေးမြန်းလို့ရတယ်လို့ Elevate Education ရဲ့ Facebook page Messenger နဲ့ TikTok message ကနေလည်းစာပို့ပြီးမေးမြန်းလို့ရပါတယ်။ရန်ကုန်ရုံးကိုခင်လာရောက်ဆွေးနွေးလို့ဆိုရင်တော့ Monday to Friday မနက်9:00 နာရီကနေညနေ4:00 နာရီအတွင်း Simulation ခင်လာရောက်ဆွေးနွေးနိုင်ပါတယ်။မေးချင်တဲ့မေးခွန်းလေးရှိရဆိုရင်လည်း comment ကနေမေးထားခဲ့လို့ရပါတယ်ရှင်။